50cc engine power ရှိတဲ့ cycle license ကိုဖြည့်ဖို့အတွက်ပြောပြပေးမယ်နော်မေးရတဲ့သူလည်းရှိလို့အဲ့တော့ဒီ cycle license ဖြည့်ဖို့အတွက်နှစ်ချက်လုပ်ပေးရပါမယ်တစ်ချက်ကတော့မောင်းဖြည့်တင်တဲ့ license သွားယူပေးရပါမယ်နောက်တစ်ခုကတော့ကာခရှိခံလို့ခေါ်တဲ့ရေးဖြစ်စာမှုဝဲဖြည့်ပေးရပါမယ်အဲ့တော့မောင်း license ဖြည့်တာကတော့လွယ်တယ်ဗျတရက်တည်းနဲ့ပြီးတယ်ဟိုကား license တို့လိုမျိုးပြီးတော့ 125cc engine power အထက်ရှိတဲ့ cycle license တို့လိုမျိုးသင်တန်းတွေနေတိုင်းသွားတက်စရာမလိုဘူးတရက်ထဲနဲ့သူကရပါတယ်ဗျကျွန်တော်သွားတက်တော့ဆိုရင်ဂျပန်ကောင်လေးငငယ်လေးတွေဆိုတော့သူတို့ cycle လုံးဝမမောင်းဘူးသေးတဲ့အဲဂျပန်ကောင်လေးတွေတောင်မှတစ်ခါတည်းနဲ့မောင်းတင်ပေးတာရပါတယ်ဗျစာလဲစကားလဲလောက်ထိခဲခဲပြောစရာမရှိပါဘူးနည်းနည်းပါးပါးလောက်ပါပဲအဆင်ပြေပါတယ်အဲ့တော့အဲ့ဒါကဘယ်လောက်ကုန်လဲဆိုတော့4000လားမသိဘူးဗျအဲ့ကောင်အတွက်က4000ကျော်လောက်ကုန်မယ်ရေးပြစာမွေးအတွက်ကစာမွေးဖြည့်ခွင့်အတွက်က2000လား1500လားမသိဘူးအဝန်းကျင်ကုန်တယ်ဗျကျွန်တော်လည်းမမှတ်မိတော့ဘူးအဲ့တော့ပြီးတော့အကယ်အဲ့ရေးဖြည့်ကအောင်သွားခဲ့လို့ရှိရင်တော့ Mancure Honda Mancure ဆိုတဲ့အတွက်အဲ့ license ရဖို့အတွက်ကနောက်ထပ်2000ကျော်လားမသိဘူးအကုန်လုံးပေါင်းကျွန်တော်တို့8000ကျော်9000နီးပါးတော့ကုန်တယ်အခုကတော့နည်းနည်းတက်သလားမသိဘူးတချို့တွေမှာပြောရတာတွေ့တာအဲ့တော့ရေးဖြည့်ကအရေးကြီးတယ်ရေးဖြည့်အောင်မှ license ရမှာဖြစ်သေးတယ်အဲ့ဒီရေးဖြည့်ရဘက်မှာရှိလဲဆိုတော့ Google Map တွေကနေပြီးတော့ Honda Mancure Center ဆိုပြီးတော့ရိုက်ရှာလိုက်အဲ့တော့ကိုယ့်ရဲ့အနီးဆုံးဟာတွေပေါ်လာပါလိမ့်မယ်အဲ့တော့ Honda Mancure Center အကြီးဆိုရင်တော့အဲ့မှာမောင်း license မှာဖြည့်လို့ရတာတော့မသိဘူးဗျကျွန်တော်လည်းကောင်းလို့နားမလည်ဘူးဒါပေမဲ့ကျွန်တော်တို့ကတော့ဝေးတဲ့အတွက်အဲ့မှာတော့မဖြည့်ခဲ့ဘူးအဲ့တော့အဲ့ရေးဖြည့်ကအဲ့ Honda Mancure Center မှာဆိုရင်တော့တပတ်ကိုတနင်္လာနေ့ကနေကျွန်တော်တို့စီမှာတော့တနင်္လာနေ့ကနေကြာသပတေးနေ့ဖွင့်တယ်စနေနေ့ပိတ်တယ်တောက်ကြလည်းပိတ်တယ်ပေါ့နော်တချို့နေရာဒေသတွေမှာတော့တနင်္လာနေ့တောက်ကြနေ့အထိဖွင့်တယ်စနေနေ့ပဲပိတ်တာအဲ့ဒီရက်တွေမှာမနေ့အစောကြီးသွားပြီးတော့8နိုင်ခွဲမှာတန်းစီရမှာဖြစ်ပြီးအတွက်ကျွန်တော်ဆိုရင်8နိုင်မရောက်မတိုင်ခင်တဲ့ဟိုကအရောက်သွားပြီးတော့တန်းစီဟိုနေရာယူထားတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ရေးဖြည့်ဂခရှိခံက Honda Mancure Center မှာမဟုတ်ဘဲနဲ့ရဲစခန်းတွေမှာလည်းဖြည့်လို့ရတယ်ကျွန်တော်နေတာရှီမိုနိုဆက်ခိရှိချောဖူချောမှာနေတာဆိုတော့ရှီမိုနိုဆက်ခိမြို့နယ်ထဲမှာပေါ့နော်အဲ့တော့ရှီမိုနိုဆက်ခိရဲစခန်းမှာလည်းဖြည့်လို့ရတယ်ဒါပေမဲ့အဲ့ဒီမှာကတော့တစ်လကိုတစ်ကြိမ်ပဲရတယ်ဖုန်းလေးနဲ့ရောရခုလုပ်ပြီးတော့ဖုန်းဆက်ပြီးရောရခုလုပ်လိုက်လို့ရှိရင်သွားဖြည့်လို့ရပါတယ်ကျွန်တော်တို့အဲ့မှာသွားဖြည့်ခဲ့တယ်တစ်ခါဖြည့်တာကြတယ်ကြတော့နောက်တစ်လထိကျွန်တော်မစောင့်နိုင်တော့တဲ့အတွက်ဟို Honda Mancure Center ကိုပဲကျွန်တော်သွားလိုက်တယ်နောက်တစ်ကြိမ်လဲကြတယ်3ကြိမ်မြောက်မှအောင်တယ်တချို့ဆိုတစ်ကြိမ်နဲ့အောင်ရတယ်ပေါ့နော်ဒီရဲစခန်းမှာဖြည့်တာကြတော့ဒါမြန်မာလိုဖြည့်လို့မရဘူးဂျပန်လိုပဲရတယ်အရေးချော်ကြီးမရှိဘူးကျွန်တော်ဖြည့်တာအမှ50မှာ45မှာရရင်အောင်တယ်ကျွန်တော်44မှာနဲ့တမကတ်ကြပါတယ်မင်းကတအားကြီးမခက်ဘူးဆိုပေမဲ့အမှ50မှာ45မှာအထိရအောင်ဖြည့်ရမှာဖြည့်ပြီးတော့အဲ့ဒါလေးကအောင်ဝင်နေခက်ခဲတာပါဟိုတော်တော်များတော့လိုလေးတွေပါတာများပါတယ်ကဲ Honda Mancure Center မှာသွားဖြည့်မယ်ဆိုရင်တော့ကြိုက်တဲ့ဘာသာနဲ့ဖြည့်လို့ရပါတယ်ကျွန်တော်ကတော့ဂျပန်လိုပဲဖြည့်ခဲ့တယ်ဂျပန်လိုသင်ခဲ့တာဆိုတော့ဗျာအဲ့တော့စာအုပ်ကတော့ Goju CC Cycle Gensuki Cycle စာအုပ်ဆိုပြီးတော့အမေဇုံမှာမှာယူလို့ရပါတယ်ဗျသင်ပေးတဲ့ဆရာလည်းရှိပါတယ်ကျွန်တော်ဆိုဖူကူအိုကာကဆရာနဲ့ပေါ့နော်အဲ့ဒါသင်တဲ့ဆရာနဲ့ကျွန်တော်တက်ခဲ့တယ်ပါတယ်ကျွန်တော်တို့ကတော့6500ပဲရှိတယ်အခုကတော့9500ဆိုလားမသိဘူး8500ဆိုလားမသိအဲ့တော့တက်သွားပြီသူဒီမှာသူကတော့စိတ်ရှည်နဲ့စောင့်ဆုံးသင်ပေးပါတယ်အဲ့ဒီမှာသင်ပြီးလေ့လာလို့ရတယ်လို့ကိုယ့်အကိုဂျပန်စာကြွရင်တော့မတက်ချင်လဲရတယ်စာအုပ်လေးဝယ်ပြီးတော့လို့လည်းရတယ်ပြီး YouTube မှာလည်းပဲမြန်မာလိုရောဂျပန်လိုရောအဲ့ cycle license ဖြည့်ဖို့အတွက် Gensuki Goju CC Gensuki လို့ရိုက်ချလိုက်လို့ရှိရင်ပေါ်ပါတယ်အဲ့ဒါလေးတွေမှာလည်းကိုယ့်အကိုကျွန်တော်တို့ကအဲ့သင်တဲ့ဆရာဒီမှာလည်းတက်သလိုအဲ့ဒီ YouTube မှာလည်းထထအများကြီးနားထောင်ပြီးတော့မှသွားဖြည့်ခဲ့တာပါမောင်းဖြည့်လိုက်စင်ရဖို့အတွက်ကကိုယ့်ရဲ့နီးစပ်ရာနေရာမှာ Google Map ထဲကနေပြီးတော့ဂျီရိုရှာကတ်ခိုးလို့ရိုက်ရှာလိုက်ပါဂျီရိုရှာကတ်ခိုးဆိုတဲ့ကားမောင်းတင်တဲ့အကြောင်းနေရာမှာသွားဖြည့်ရမှာပါအဲ့မှာကိုနည်းနည်းပါးသွားမောင်းပြပေးရတာပေါ့တိတ်ခက်ခဲစင်းမရှိပါဘူးလွယ်လွယ်ကူကူပါပဲမောင်းဖြည့်အတွက်ပဲဖြစ်ဖြစ်ဟိုရေးဖြည့်အတွက်ပဲဖြစ်ဖြစ်ရတော့ကျွန်တော်တို့လိုအပ်တဲ့အချက်လက်တွေတော့ယူလာခိုင်းတာတော့ရှိတာပေါ့နော်ဂျီရိုရှာကတ်ခိုးဆိုရင်လည်းကားမောင်းဖြည့်အတွက်ဆိုရင်လည်းဖုန်းဆက်ပြီးမေးလိုက်လို့စုံစမ်းကြည့်လိုက်လို့ရှိရင်လိုအပ်တဲ့အချက်လက်တွေကိုပြောလာပေးပါတယ်အဲ့ဒီမှာပါလို့လဲဆိုတော့ရက်ွက်ရုံသွားပြီးတော့နေထိုင်ကြောင်းထောက်ခံစာပေါ့နော်ဂျူမင်းဟျောလိုပါတယ် Honda Mancure Center ကိုသွားရင်လည်းဂျူမင်းဟျောလိုတာပါပဲအဲ့တော့ကျွန်တော်တို့ကတော့ဘယ်လိုလုပ်ခဲ့လဲဆိုတော့မောင်းလိုက်စီအရင်ဖြည့်ပြီးမှရေးဖြည့်ကိုသွားဖြည့်တာပါဘယ်ဟာအရင်ဖြည့်ရပါတယ်ရေးဖြည့်ပြီးမှမောင်းဖြည့်လာဖြည့်လဲရတယ်အဲ့တော့ဂျပန်မှာ Gensuki လို့ခေါ်တဲ့ 50cc engine power ရှိတဲ့ cycle မောင်းမဲ့ညီကိုမောင်နှမများအားလုံးအဆင်ပြေကြပါစေဗျာမသိတာရှိရင်လည်းကိုမမှာထပ်ပြီးပြီးတော့ပါကျွန်တော်ထပ်ပြီးဖြည့်ပေးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ